ဆရာနာရှင်ရဲ့ရွေးကောက်ပွဲအရှိန်ဝါနဲ့တနက်ပြပြီးတော့ပြည်သူကိုမဲပေးခိုင်းပြီးသူတို့ကိုသူတို့နိုင်ငံရေးသမားလုံးပါအခုပေါ်တင်ကြီးလေဆရာနာရှင်ကိုပေါ်တင်ထောက်ခံတယ်ကျွန်တော်တို့ဒီ NUG ကိုမထောက်ခံဘူးမင်္ဂလာပါနှွေမြန်မာနယူးရှင်နေမှာကြိုဆိုပါတယ်နှွေမြန်မာနယူးရှင်နေဟာဆိုရင်နေ့စဉ်နှွေဦးတော်လည်းနဲ့ပတ်သက်တဲ့သတင်းကောက်တွေကိုတင်ဆက်ပေးနေတာမို့နှွေမြန်မာနယူးရှင်နေကိုစခိုက်လုပ်ပေးပြီးအသေးဒီနိုင်တရအောင်ဘေးနာကနူဒီခေါ်လော်လေးကိုပါအနှိပ်ပေးခဲ့ပါနော်ကြည့်ရှုသူများကိုအထူးပဲကျေးဇူးတင်ပါတယ်ဆိုရင်ဒီကျွန်တော်တို့ silent debate ကိုမထောက်ခံဘူး silent debate ဒီဆရာနာရှင်ရွေးကောက်ပွဲကိုကျွန်တော်တို့ကပေါ်တင်ဆန့်ကျင်တာလေအဲ့တော့အဲ့စိတ်ကမထောက်ခံဘူးသူတို့ကရွေးကောက်ပွဲသမားတွေထွက်ပေါ်လမ်းပေါ်ပြောချင်တာဇာမရှိဘူးဗျာအခုကျွန်တော်သတိထားမိတယ်ဗျာမြို့နယ်တိုင်းမှာတက်ဖို့တွေရှိတယ်နော်တက်ဖို့သူတို့အမာခံတွေရှိတယ်အဖြူစိမ့်ဖို့တွေထွက်လေပြည်သူကမြောက်ပွဲကြီးသူတို့ကြည့်မှာပေါ့သူတို့ကိုသူတို့ယုံကြည်တယ်ဆိုသူတို့ယုံကြည်ချက်ရှိတယ်ဆိုသူတို့နိုင်ငံရေးသမားလုပ်မယ်ဆိုအပြည်သူကိုသူတို့ပြပါငါတို့ဒီပြည်သူရှိမှမမမရှိတယ်ရွေးကောက်ပွဲငါတို့ထောက်ခံတယ်ငါတို့ဒီနိုင်ငံရေးသမားအစစ်ဖြစ်တယ်မင်းတို့ပြောတဲ့ဒီအချမ်းဖက်ဘာညာကွီးကွာကိုငါတို့ထောက်မခံဘူးဆိုပြောပေါ့ထွက်လေလမ်းပေါ်မှာစင်ထိုးပြီးပေါ်တင်အော်လေသူတို့လူတွေတစ်မျိုးလို့ကျွန်တော်ပြောချင်မယ်ဗျာမြို့နယ်တစ်မျိုးဗျာဥပမာရန်ကုန်မြို့နယ်ကျွန်တော်တွက်ပြမယ်နော်ရန်ကုန်မြို့ပဲကျွန်တော်တွက်ပြမယ်ကျွန်တော်ရန်ကုန်ကိုကျွမ်းကျင်တယ်မန္တလေးကကျွန်တော်မကျွမ်းကျင်ဘူးရန်ကုန်မြို့တဲ့6မြို့နယ်ကအလွန်အမတန်ရှင်းတယ်နော်တစ်မြို့နယ်မှာကြောက်တရားပဲပဲတန်းပေါ့နော်ကျွန်တော်ပြောနေတာဘိုးတောင်လာတာတစ်မြို့နယ်မှာလမ်းမကြီး2လမ်းပဲကလမ်းပြတ်ရှိတယ်ဥပမာကြောက်တရားဆိုရင်ပန်းစိုးတန်းရှိမယ်ဟိုဆော်လီစုလီရှိမယ်ပန်းစိုးတန်းရှိမယ်ဘိုးအောင်ကျော်ရှိမယ်ပြီးတော့ဘိုးကျုပ်လမ်းကနေပဲကန်းနာလမ်းအဲ့ဒါတပတ်ကကြောက်တရားမြို့နယ်ပဲအဲ့ဒါဆိုရင်အဲ့ဒီလမ်းတွေမှာမနက်10နာရီကနေညနေ3နာရီထိဟုတ်လားဒီကြက်ဖို့ပါတီဝင်တွေနဲ့ကြက်ဖို့တွေနော်ကိုကြီးတို့အုပ်စုသတိပုဂ္ဂလအုပ်စုတွေအခုရွေးကောက်ပွဲဝင်ပြန်မဲ့အုပ်စုတွေပတ်နေပေါ့ဗျာအဲ့တော့မှအလံလေးကင်ပြီးတော့ငါတို့ဒီရွေးကောက်ပွဲကိုထောက်ခံပါတယ်ငါတို့ဒီပြည်သူ့အတွက်နိုင်ငံရေးလုပ်မယ်ဟုတ်လားမကျွန်တော်ပြောတာစုလီကနေတပတ်ဗျာဟိုကန်းနာလန်းကိုဆန်ကန်းနာလန်းကနေဘောင်ကျော်နေပြန်ပတ်ဘိုးကျုပ်လန်းကိုပတ်ပြီးတဲ့ခါကျရင်အနော်ထားလန်းကိုတပတ်အနော်ထားလန်းမြကက်လက်ပြတ်သွားဘိုးကျုပ်လန်းကက်လက်ပြတ်သွားတို့ပြောလေမဟာဘာကြီးလန်းကက်လက်သွားဂုံတယ်လန်းကန်းနာလန်းကက်လက်ပြတ်သွားလုံးပြလေသူတို့နဲ့ပူပေါင်းနေတဲ့ရဲတွေသူတို့နဲ့ပူပေါင်းနေတဲ့ပြည်သူစီးပွားရေးသမားတွေလုပ်ငန်းရှင်တွေသူတို့နဲ့အဆင်ပြေနေလမ်းပေါ်ထွက်ကြလေနော်သုံးလေးတကောင်ပဲဘိုးတထောင်လည်းဒီတိုင်းပဲဘိုးတထောင်ဆိုရင်ဘယ်ကစမယ်ဘုံအောင်ကျော်လန်းကနေပဲထိစမယ်ဟိုဘက်လမ်းမထိလမ်းမကြီးငလန်းသုံးလေးတကောင်ပဲဘယ်တန်းစုလေးကနေပြီးတော့ဘယ်ထိစမယ်တင်ကြီးစေးလမ်းမထိရွှေကုန်းဖျားလမ်းထိနော်လာသာဆိုတဲ့ရွှေကုန်းလမ်းမကနေဟိုဘက်လမ်းတော်လမ်းထိနောက်မဟုတ်လေလာသာလမ်းထိတော့လွယ်လေးဗျာထုံးလေးကောင်အင်းစိတ်မှလည်းပတ်ပေါ့ဗျာနော်အလုံးမှလည်းပတ်ပေါ့စမ်းကြောင်သူတို့မှလူတွေအများကြီးရှိတယ်ဆိုဘယ်လိုဖြစ်လို့ online မှာလည်းကျွန်တော်တို့လာဆဲနေတာရှင်းလေးတွေ online ကနေဘာလို့လာဟောသူတို့ပြောသလိုလာဟောင်းနေတာလေဒီနေ့သူတို့ကိုကျွန်တော်တို့အခွင့်အရေးပေးတယ်ဇာရှိရင်လမ်းပေါ်ထွက်ခဲ့ဇာရှိရင်လမ်းပေါ်ထွက်ခဲ့ဇာရှိရင်ပြည်သူကိုငါတို့ပေါ်တင်ထောက်ခံတယ်ဗျဟုတ်တော့ဒါကြောင့်ကျွန်တော်ပြောတာကဘာပေါ်မှာဘယ်နိုင်ငံမှာမှလုပ်လို့မရဘူးဥမာဒီနိုင်ငံမှာလေဘာကခေါ်တယ်ဆိုရင် conservative party ကမထွက်မှာအိမ်ထဲမှာမနေဘူးဥမာ conservative ကခေါ်လေဘာထွက်မှာအမေရိကန်မှာဆို Republican ကခေါ်ရင် Democrat ထွက်မှာ Democrat ကခေါ်ရင် Republican ထွက်မှာကွဲနေတယ်တိုင်းပြည်တွေကနော်ကျွန်တော်တို့ဟိုမှာဆိုထိုင်းမှာပြောမယ်ထိုင်းမှာဆိုရင်ဒါစစ်တပ်ထောက်ခံတဲ့ပါတီကထွက်မှာအခုကျွန်တော်တို့ဟိုဒီမော Move Forward ခေါ်ရင်အနုတင်တို့ပါတီကခေါ်ရင်လေဟိုဘက်ပါတီကထွက်မှာစင်ကူဆိုပူတော်ဆိုးသေးတယ်အစိုးရပါတီပဲရှိတာနော်မလေးရှားလည်းထုံနေလေကောင်းပဲကဘာပေါ်မှာဒီလိုတကြီးတညာတဲ့အတိုင်းပြည်ကပြည်သူအများစု90ရာခိုင်နှုန်း60ရာခိုင်နှုန်း90 80ရာခိုင်နှုန်းအခုလိုအတန်တိတ်သွားအောင်လုပ်နိုင်တာကိုဗစ်ကာလတစ်ခုပဲရှိတယ်ဘယ်နိုင်ငံမှာမှမရှိဘူးအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတွေကိုပြောချင်တာအသင်တို့ရဲ့ယက်တီချက်ဟာကဘာကြော်တယ်အသင်တို့ရဲ့ယက်တီချက်ဟာကဘာမှာမှတ်တမ်းဝင်တယ်သူတို့အတိမပြုတ်မပြုတ်ပြကြိုက်တဲ့နေရာမှာကျွန်တော်တို့စိန်ခေါ်ပြီးပြောလို့ရတယ်ဘာကြောင့်လဲသူတို့စစ်အာဏာရှင်ကိုထောက်ခံတဲ့လူတွေရှိနေပါလို့သူတို့ကြွေးကြော်နေတယ်သူတို့ရွေးကောက်ပွဲမှာပြောနေတယ်သူတို့မဲဆွဲနေကြတယ်ခင်ကြီးတို့အုပ်စုတွေကိုကြီးတို့တခိုင်တို့စန္နာမင်းတို့တော့သတိပုဂ္ဂလာတွေအများကြီးရှိသေးတယ်သူကသူအမေလို့ခေါ်တဲ့အမျိုးသမီးတွေလည်းတွေ့တယ်ထွက်လေပြီးတော့ချက်ဖို့အုပ်စုတွေပြီးတော့သူတို့အဲ့ဒီကနေ့တော့ကိုကြီးတို့ပါတီဝင်နေပြည်သူပါတီဝင်ပေါ့ဗျာနောက်တခိုင်တို့ပြည်သူရှေ့ဆောင်ပါတီပေါ့နောက်ဟိုဘက်ကစန္နာမင်းတို့အုပ်စုတွေထွက်လာလေအုပ်စုလိုက်ထွက်လေမပြီးတော့သူတို့ပတ်စံပေးထားတဲ့6800စားတွေသူတို့ပြောတဲ့အမျိုးသားရေးသမားတွေမာဘာသားတွေအကုန်ထွက်လမ်းပေါ့
ဘာလို့မထွက်တာလဲကျွန်တော်တို့ပြည်စင်ကြီးတပတ်ပေးတယ်နော်ကျွန်တော်တို့ကပ်ပြီးလောက်တာမဟုတ်ဘူးပြည်စင်ကြီးတပတ်ပေးထားတယ်စိန်ခေါ်ပြီးမှချတာထွက်ချလေထွက်လေကျွန်တော်ပြောထွက်ကိုကြီးထွက်သူ့အစုဘယ်လောက်ရောက်ကြည့်တယ်ထွက်ဓာတ်ပုံတွေရိုက်ပြီးတင်ကျွန်တော်တို့ကိုတင် challenge လုပ်ကိုကြီးထွက်တာကျွန်တော်မသိဘူးဘာလို့ဓာတ်ပုံမတက်လို့ဒါဆိုကိုကြီးတို့အုပ်စုကဓာတ်ပုံတွေရိုက်ပြီးတင် challenge လုပ်မယ်ပြိုင်မယ်ကျွန်တော်တို့ကပြောချင်တာကကျွန်တော်တို့ကအမှန်တရားကိုမျက်နှိုးတာပြည်သူစန္ဒအမှန်ကိုဟုတ်မဟုတ်ကျွန်တော်တို့ကသိချင်တာအဖြစ်ကရှင်းရှင်းလေးကျွန်တော်ပြောချင်တာပြည်သူစန္ဒအမှန်ကလောကကြီးမှာမြန်မာနိုင်ငံမှာမြန်မာသမိုင်းအဆက်ဆက်မှာဘယ်သောအခါမှာစစ်အုပ်စုကိုမထောက်ခံဘယ်သောအခါမှာစစ်အုပ်ချုပ်ရေးကိုလက်မခံဘယ်သောအခါမှာပြည်သူတွေကိုအတင်းကျပ်တနက်အားကိုနဲ့အာဏာရှင်ဆက်ဆံဖိနှိပ်နေတာဘုံကျဲတာကိုဘယ်ပြည်သူကမှလက်မခံဘူးပြီးတော့မတတိဘူးမပတ်သက်ချင်ဘူးသူတို့လေကိုယ့်ရဲ့လူတွေကအသက်ရှင်ရပ်တည်ဖို့ရှိနေတယ်အဲ့တော့ကိုယ်သက်ရှင်ရပ်တည်ဖို့အတွက်နေသူကစားဖို့နေရေးတွေပြေလည်ဖို့ရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေကသူတို့နဲ့အလိုက်ထိုက်နေကြတာအဲ့တော့ဒီမှာလာမပြောနဲ့မဆန္ဒပြပွဲသွားဒီမှာလာပြောလို့အပူပဲကျွန်တော်ဒီမှာလာရေးတဲ့ညီကိုများကိုပြောချင်တာဒီမှာလာမပြောနဲ့ဒီချိန်မှာလူကြီးမျိုးတော့ကျွန်တော်တို့ရန်ကုန်မြို့မှာတနိုင်ငံလုံးမှာစိန်ခေါ်ပြီးပြန်ထွက်ပြရမှာကျွန်တော်တို့ကအရှိတရားကိုပြောနေတာကျွန်တော်တို့အခုပြောနေတာတခုမှအမှားမပါဘူးအမှန်တရားကိုပဲချပြနေတာအဲ့တော့အဖြေကရှင်းရှင်းလေးဒီနေရာမှာ line ပေါ်မှာသူတို့ပြောသလိုလာမអော်နဲ့နော်တကယ်တမ်းတတိရှိရင်ဇာရှိရင်တေစာစမ်းတောင်တနတ်မကြောက်ပဲနဲ့လမ်းပေါ်တက်လာတာအတင်တို့လည်းလမ်းပေါ်တက်ကြလေအဲ့တော့ဒေါက်တာတေစာစမ်းနဲ့သူတို့နဲ့ဘယ်သူကဇာရှိလဲဒေါက်တာတေစာစန်းနဲ့ကိုကြီးတို့တတ်ခိုင်တို့အုပ်စုနဲ့ကြက်ဖို့နဲ့ဘယ်သူစားရှိတယ်ထင်လဲအဲ့ဒီကိုကြီးတို့အုပ်စုတတ်ခိုင်တို့အုပ်စုကြက်ဖို့အုပ်စုတွေကတနတ်ရှိလို့လူဘာဝရတာဒါတော့အခုတို့တနတ်နဲ့ပဲလုံခြုံရေးအဆောက်အအုံနဲ့လမ်းပေါ်ထွက်လို့ရတယ်ပြောချင်တာကဒီနေ့တို့တံပြန်ဆန္ဒပြပွဲလုပ်လို့ရတယ်တို့အုပ်စုနဲ့တော့ကဘာကြီးကိုချပြလို့ရတယ်တို့အုပ်စုဘယ်နှယောက်ရှိတယ်လဲတို့လူဘယ်နှယောက်ရှိလဲကျွန်တော်တို့ပြည်သူဘယ်လောက်လုပ်လဲတို့ထွက်ရင်အဆက်ကွဲမှာလေအဲ့တော့သူတို့ဘက်ကဘယ်ပြည်သူမှမပါရဲဘူးသူတို့လည်းပြည်သူတွေကိုအတင်းကျပ်လမ်းပေါ်ထွက်ပါလို့မစုသူတို့မပြောရဲဘူးသူတို့ပတ်စံပေးလဲဘယ်သူမှလာမှာမဟုတ်ဘူးဒီရဲ့ပိုင်ဘာလို့ဘယ်ပြည်သူမှအမုန်းမခံဘူးနောက်အဲ့ဒီပြည်သူတွေရင်ထဲမှာကိုစစ်တပ်ကိုမကြိုက်ဘူးပတ်စံရနေလို့အကျိုးမြတ်ရှိနေလို့ကျွန်တော်ပြောသလိုဒီမှာလာရေးမနေနဲ့လမ်းပေါ်ထွက်ဒီမှာလာရေးနေလို့ဘာမှမရဘူးကျွန်တော်တို့ဒီမိုကရေစီဘက်တော်သားတွေနဲ့အမှန်တရားတွေကဒီနေ့ဇာရှိလို့စိန်ခေါ်လိုက်တာအဲ့တော့ဆရာတေဇာဆန်းတို့တချို့ကပြောတယ်ဘာဖြစ်တယ်ညာဖြစ်တယ်တက်တိရှိလားတက်တိရှိဇာရှိတယ်လေလာလေ300နဲတာပေါ့ဗျာ3,000လို့ခင်ဗျာစုငွေထုတ်ပါမှာဒေါက်တာတေဇာဆန်းက300မကဘူးလေ3,000 ဂရီလောက်တန်မိုးမဖြတ်လို့မရတယ်လူအဲ့ဇာရှိလားဒီလိုတနက်တွေကြားရကနေဒီလိုအဆောက်အအုံတွေကြားကနေလုံးဇာရှိလို့လားဇာရှိလို့ခင်ဗျာကျွန်တော်တို့ပြည်သူတွေလေးစားအားကိုးရတဲ့ခေါင်းဆောင်ဖြစ်နေတာဆရာတေဇာဆန်းကလူကကြည့်လိုက်ပိတ်သေးသေးလေးဒါနဲ့ဇာရှိတယ်အဲ့တော့အဖြေကရှင်းရှင်းလေးအဲ့တော့ဒီမှာလာပြီးអော်ဝင်နေတဲ့အပိုးတွေခင်ဗျာကိုယ်တိုင်လာတွေပါလာမလုပ်နဲ့ကျွန်တော်ဒီနေ့ကတော့သူတို့ဘူးပြောရမယ်နေပဲလာမအပိုးတွေလာမပြောနဲ့ခင်ဗျားတို့ဇာရှိကကျွန်တော်တို့ဒီနေ့10နိုင်ရနေ3နိုင်အချိန်ပြီးတိုင်းလမ်းပေါ်ထွက်ပြကြလေရှင်းနေတော့ကျွန်တော်ပြောတာဒီမှာလာပြီးអော်ဝင်နေခင်ဗျားတို့ဇာရှိရင်ဘာလို့ဒီနေ့ကျွန်တော်တို့တပတ်အချိန်ပေးထားတယ်ဘာဖြစ်လို့မနေ့10နိုင်3နိုင်နော်ဘာလို့လမ်းပေါ်လာမထွက်ကြလဲလာထွက်လေခင်ဗျားတို့ဘက်ကကျွန်တော်တို့ပြည်သူကဘယ်လောက်ရှိလဲခင်ဗျားတို့ဘယ်လောက်ရှိလဲကျွန်တော်တို့စိတ်ခေါ်တာကဘာကြီးကိုချပြတာတနိုင်ငံလုံးကိုချပြတာအိန္ဒိယချင်းနိုင်ငံအိန္ဒိယကိုလည်းပြောချင်တာတရုတ်ကိုလည်းပြချင်တာထိုင်းကိုလည်းပြချင်တယ်မလေးရှားကိုလည်းပြချင်တယ်ဇာမရှိပဲဒီမှာလာပြောမင်းနဲ့နော်ကိုယ့်ရဲ့နာမည်အမှန်လည်းမပြောရဲကိုယ့်ရဲ့မျက်နှာလည်းမပြရဲပဲနဲ့ဇာမရှိပဲနဲ့ဒီမှာလာပြီးကွန်မန့်တွေပေးနေတဲ့လူများကိုပြောချင်တာဆရာတေဇာဆန်းကဇာရှိလို့စိန်ခေါ်ပြီးတော့လမ်းပေါ်တက်လာတာအပြည့်အရှင်းလေးပဲပြီးတော့စိန်ခေါ်ပြီးတော့တနိုင်ငံလုံးကိုစိန်ခေါ်သွားတာအဲ့တော့ပြည်သူကဘာဖြစ်လဲ
အတင်းတို့ကိုဘယ်သောအခါမှမထောက်ခံခဲ့ဘူးဘယ်သောအခါမှစစ်အုပ်ချုပ်ရေးကိုလက်မခံဘူးဘယ်သောအခါမှစစ်ဗိုလ်ချုပ်တွေကိုအာမပေးဘူးဘယ်သောအခါမှစစ်ဗိုလ်ချုပ်တွေနဲ့ပလူးပလဲလုပ်ပြီးပေါင်းတဲ့နိုင်ငံရေးသမားဆိုတဲ့လူတွေကိုမထောက်ခံဘူးဆိုတာပြည်သူကဒီနေ့ရှင်းရှင်းလင်းလင်းကွက်ကွက်ကွင်းကင်းထပ်ပြလိုက်တာကျွန်တော်ပြောပြီးသားပါခင်ဗျာတနက်နဲ့ချင်းချောက်လို့မရဘူးဒီကိစ္စခင်ဗျားတို့ဆိုင်ဖွင့်လေအတိတ်ကျဖွင့်ကြရင်လေဈေးဝယ်သူမလာဘူးလေဆိုင်ရလူပါထိုင်လို့မပြောဆိုင်ဆိုတာဈေးထဲမှာသူ့ဆိုင်ထဲမှာသူထိုင်နေရတာလေဆိုင်သမားကိုလမ်းပေါ်ထွက်ပြီးကခိုင်းလို့မရတာကျွန်တော်တို့လှုပ်ထားတဲ့ target ဒီလမ်းပေါ်ကိုပဲ clear လုပ်တာဆိုင်နေမှာပေးနေတယ်လက်ပိတ်ဆိုင်မှာလည်းပေးထိုင်တယ်လမ်းပေါ်ကိုကျွန်တော်တို့ကရှင်းတာလမ်းပေါ်ကိုရှင်းမှကျွန်တော်တို့က drone နဲ့ video ရိုက်မယ်ဓာတ်ပုံရိုက်ရင်ကဘာကိုပြလို့ရမှာအဲ့ဒါကျွန်တော်တို့ရွေးလိုက်တဲ့ soft power စန္ဒခံယူပွဲမဲပေးပွဲပဲကျောင်းမတက်မနေရလေပြဿနာမရှိဘူးလေကျောင်းတက်တယ်လေကျောင်းတက်မှာကလေးတွေလမ်းပေါ်မှာကခိုင်းတယ်ဘူးကျွန်တော်တို့လုပ်တဲ့ဟာတွေအကုန်သိတယ်အဲ့တော့ဒီမှာလာမအားနဲ့ဇာမရှိဘဲနဲ့မအားနဲ့အခုကရှင်းရှင်းလေးဇာရှိရင်ဘာလို့ဒီလမ်းပေါ်မထွက်ကြတာလဲရှင်းရှင်းလေးကိစ္စဒီမှာလာပြီးတော့ခင်ဗျာဟိုနာမည်အတုတွေအကောက်အတုတွေနဲ့လာမပြောနဲ့ဇာရှိတယ်ဆိုဒေါက်တာတေဇာဆန်းကိုခင်ဗျာစိန်ခေါ်ရဲလားဒါပဲအပြေကရှင်းရှင်းလေးဇာမရှိဘဲနဲ့မလာနဲ့ကျောင်းတက်ခိုင်တက်လေဘာဖြစ်လဲကျွန်တော်တို့ကလမ်းကိုကလီယားလုပ်တာလေကျောင်းသားတွေနဲ့ဘာမှမဆိုင်ဘူးဘယ်လိုတော့ဆိုင်ဖွင့်ခိုင်းနေဖွင့်နေလေဘာဖြစ်လဲအဖိတ်ဆိုင်ဖွင့်နေလေဘာဖြစ်လဲစားတော့ဆိုင်ဖွင့်နေလေကုမ္ပဏီဖွင့်နေလေအဲ့ဒီအချိန်တွင်းမှာလမ်းမတလားဘူးလေဈေးဆိုင်ဆိုတာဈေးဝယ်သူရှိလို့ရတာဗျာဈေးဝယ်သူမလာရင်ဈေးဆိုင်ကအလကားပဲလေဈေးကြီး6ကတ်သွားမှာပေါ့အဲ့တော့အဖြေကရှင်းရှင်းလေးပါဗျာသူတို့လုံးမဲ့ရွေးကောက်ပွဲဟာအတူရောင်ဖြစ်ပြီးကျွန်တော်တို့ဒီနေ့လှုပ်သွားတဲ့ရွေးကောက်ပွဲဒါကျွန်တော်တို့တော်လှန်ရေးသမားတွေကလှုပ်တော့ရွေးကောက်ပွဲဒီနေ့ကပြည်သူရွေးကောက်ပွဲအစ်စ်ဗျာပြည်သူရွေးကောက်ပွဲအစ်စ်မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲကိုလုံးဝ reject လုပ်လိုက်တယ်စစ်အုပ်စုနဲ့အဲ့နိုင်ငံရေးသမားတွေကပြည်သူကလုံးဝလက်မခံဘူး no ညင်းပယ်လိုက်တော့နေ့2025ခုဒီဇင်ဘာလ10ရက်နေ့အဲ့တော့အပြေရှင်းလေးအဲ့တော့အခုတို့6,800သားလိုက်ဘာလို့ခင်ဗျတန်းစီပြီးတော့ခင်ဗျထွက်ကြလေဘိုးချုပ်တွေထောက်ခံပါတယ်သို့မဟုတ်ဈေးဝယ်ပါတယ်လောက်ကြလေပတ်စံတွေပေါ်ပြီးဈေးလိုက်ဝယ်ကြလေတန်နိုင်ငံလုံးမှာရှိတဲ့ဈေးတွေစီကားအောင်6,800သားတွေအားလုံးထွက်ပြီးဈေးဝယ်ကြလေစစ်အာဏာရှင်ကတို့ပတ်စံမပေးဘူးလားဈေးဝယ်ဖို့တော့တယောက်သသိန်းထုတ်ပေးလိုက်လေဈေးတော့ဝယ်ကြပေါ့ဈေးတွေစီကားနေမှာတော့အဲ့လိုလည်းမဟုတ်ဘူးဇာလည်းမရှိဘူးပတ်စံလည်းမရှိဘူးရင်းလည်းမရင်းရဘူးမစီလည်းမစီစင်နိုင်ဘူးကျွန်တော်တို့ဘက်ကတပတ်တိအချိန်ပေးထားတယ်ဒေါက်တာစီစာဆန်းတို့ထွက်လာတာတပတ်ရှိပြီနော်တို့ဘက်ကဟိုလိုပြောကျွန်တော်တို့ကအရေးပေါ်လုပ်လိုက်လို့တို့ပြင်ဆင်ချိန်မရဘူးဆိုတော့စင်ကြေလာမှာဆိုလို့ကျွန်တော်တို့ကတို့အချိန်ပေးထားပြီးသားပြင်ဆင်ကြလေတို့ပါတီညီလာခံပါတီထောက်ခံသူပါတီဝင်3သိန်းရှိတယ်ဆိုပါတီဝင်1000ရှိတယ်ဆိုကိုကြီးတို့ပါတီဟမ်တသက်ခိုင်တို့နော်ချက်ဖို့ပါတီဝင်1000ရှိတယ်ဆိုအဲ့ဒီ1000လုံးလမ်းပေါ်ထွက်ခိုင်းလေဗျာအတူရောင်ပါတီဝင်နေဗျာဟိုလူလက်မှတ်ထိုးခိုင်းဒီလူလက်မှတ်ထိုးခိုင်းဆိုတော့အတင်းအကျပ်လူတွေကိုပတ်စံပေးပြီးလက်မှတ်ထိုးခိုင်းပြီးတော့ခင်ဗျာရွေးကောက်ပွဲကော်မရှင်နဲ့ပလင်းတူဘူးဆိုလိန်လည်ထားတဲ့ဟာတွေလေခင်ဗျာ NLD ကထွက်လို့ပြောရင်ခင်ဗျားတို့မဖမ်းကြည့်တန်နိုင်ငံလုံးထွက်လာမှာတပြားမှ NLD ကပတ်စံမပေးတာဘူးအဲ့ဒါဇာရှိတာရှင်းလေးအဲ့တော့ဆန္ဒခံယူပဲဦးခင်ဗျားတို့တနတ်နဲ့ထောက်ထားတဲ့ကြားလမ်းစုံလမ်းကွာတိုင်းမှာရဲတွေထောက်လန်းရေးတွေစစ်သားတွေ CCTV ကင်မရာတွေစောင့်ကြည့်နေတဲ့ကြားခင်ဗျားတို့ CCTV ကဘာလို့ကြည့်မှလဲကျွန်တော်မသိလို့မေးကြည့်တာခင်ဗျားတို့ပြောတဲ့နီးပညာတွေခင်ဗျားတို့ပြောတဲ့ drone တွေဒီနေရာမှာအသုံးဝင်သေးလားခင်ဗျားတို့ပြောနေတဲ့ခင်ဗျာလိန်ပြန်ဘုံကျဲတာဒီနေရာမှာအသုံးဝင်သလားခင်ဗျားတို့ပြောတဲ့ ground drone တွေဒီနေရာမှာတော့ဘာမှလုပ်မရဘူးလေပြည်သူကလမ်းပေါ်မှာမထွက်တာခင်ဗျာဘာနဲ့အေးအေးယူမှာလဲကျွန်တော်မသိလို့မေးကြည့်တာခင်ဗျားတို့ CCTV တွေဘာကိုရိုက်ပြမှာလဲကျွန်တော်မသိလို့မေးကြည့်တာခင်ဗျားတို့ကဓာတ်ပုံခိုးရိုက်ရင်ခင်ဗျာပြည်သူကယူနေတယ်အောင်မလို့လားသူတို့ခိုးရတဲ့ဓာတ်ပုံခင်ဗျားတို့ရှိမှလာရိုက်မလားဗျာဟောတော့ခင်ဗျားတို့ကပဲစီကားသေးခြင်းလို့ထွက်မယ်လို့ပြောတယ်အေးထွက်တဲ့လူကလမ်းသွားရင်းနဲ့ရှောက်ပြီးတော့ဒီနေရာမှာ body camera တက်ပြီးရိုက်လို့ရတယ်လေခင်ဗျားတို့ကလမ်းထွက်ရင်ခင်ဗျားတို့ကမဖမ်းဘူးလေခင်ဗျားတို့လမ်းပေါ်မှာကားတွေနဲ့သွားနေခင်ဗျားတို့ကကြိုက်တယ်လေအဲ့တော့အဲ့ဒီကိုကားပေါ်ကနေကိုအသားလေးရိုက်သွားမယ်လေခင်ဗျားတို့ CCTV ကဘယ်လိုဖမ်းမှာလဲ
အုံနောက်ရှိအောင်လဲစဉ်းစားအောင်ဒီချက်စဉ်းစားကြည့်လေသူကလမ်းပေါ်ထွက်တဲ့လူကိုသူကထွက်စေချင်တာကျွန်တော်တို့ကမထွက်အောင်ပြောတာအဲ့တော့ဓာတ်ပုံရိုက်မဲ့သတင်းယူမဲ့လူကဒီမှာ body camera လေးဒီမှာနှစ်ဖူးမှာပဲတက်သွားအောင်ဗျာသူတို့အုတ်ထုတ်လေးစောင်းပြီးတက်သွားအောင်သူရိုက်သွားမှလေဘယ်လိုလုပ်ဖမ်းမှလဲသူနောက်ကားနဲ့လိုက်ရိုက်မယ်လေဘာလို့ခင်ဗျားတို့ကားသွားစေချင်တာလေတော့ခင်ဗျားတို့ပြောတဲ့လိမ်ပြန်နေခင်ဗျားတို့ပြောတဲ့120မမတွေတန်900ဘုံတွေဒီနေရာမှာဘာမှအသုံးမဝင်ဘူးပြည်သူစန္ဒနဲ့ပြည်သူစိတ်ထဲကဒီစန္ဒကိုခင်ဗျားတို့ဒီအင်အားနဲ့ဘုံကျဲလို့မရဘူးခင်ဗျားတို့ physically ဖြစ်တဲ့ရက်ရွာတွေကိုမီးရှို့လို့ရမယ်အိုးအိမ်တွေမီးရှို့လို့ရမယ်ပြည်သူတွေကိုဘုံကျဲပြီးလုပ်လို့ရမယ်ဒါပေမဲ့ပြည်သူရင်ထဲကစိတ်တဲ့ပြည်သူရင်ထဲကခင်ဗျားတို့ကိုမကြိုက်တဲ့စိတ်တဲ့နော်တော်လန်ရေးကိုလိုအပ်ခြင်းတဲ့စိတ်တဲ့စနစ်ကိုပြောင်းကျင်တဲ့စိတ်တဲ့ကိုခင်ဗျားတို့ဘာနဲ့မှဖိအားပေးလို့မရဘူးအဲ့ဒါကျွန်တော်တို့ပြောတဲ့ဒီမိုကရေစီခင်ဗျားတို့လိုချင်တဲ့ဒီမိုကရေစီရွေးကောက်ပွဲအစစ်ဆိုတာဒီနေ့မှဖြစ်တာခင်ဗျားတို့တနက်နဲ့ပြပြီးတော့ခင်ဗျားတို့ဒီကြက်ဖို့ကိုပဲသွား NLD ကိုအကုန်ဖန်ဒေါ်ဆန်းစုကြည်ကိုအကုန်ဖန်ရှိသမျှလူကိုအကုန်ဖန်ရှိသမျှလူအရေးယူပြီးရွေးကောက်ပွဲအဲ့ဒါဒီမိုကရေစီမဟုတ်ဘူးကိုကြီးတို့ကိုလည်းပြောချင်တာသက်ခိုင်တို့စန္ဒာမင်းတို့ပြောချင်တာနော် NLD ကောင်းကျိုးနဲ့ဒေါ်ဆန်းစုကြည်ကောင်းကျိုးနဲ့ NLD ပါတီဝင်ဖြစ်ပြီးလူသိရှင်ကြားဖြစ်လာတဲ့အုပ်စုတွေနော်ခင်ဗျားတို့ပြောတဲ့ဒီမိုကရေစီဆိုတာဒါဒီနေ့မှတ်ထားဖို့ကခင်ဗျားတို့ဗဇက်ကပြောချင်တိုင်းပြောပေမဲ့ပြည်သူစန္ဒအစ်စ်ကိုခင်ဗျားတို့ပြောတာကိုလည်းပြည်သူကလက်မခံဘူးခင်ဗျားတို့ဘုံကျဲတာလည်းလက်မခံဘူးခင်ဗျားတို့မီးရှို့တာလည်းလက်မခံဘူးတော့ပြည်သူကပါလို့ရတဲ့နီလန်တစ်ခုပဲချပြလိုက်တယ်အဲ့ဒီနီလန်ဒီအလွန်အမတန်လွယ်တယ်လမ်းပေါ်မှာမသွားဘူးပဲဆိုင်ထဲမှာနေလို့ရတယ်ကျောင်းထဲမှာလည်းနေလို့ရတယ်ခင်ဗျားတို့ဝါသနာပိုင်ဗျာဆိုင်ထဲမှာခင်ဗျာဒစ်စကိုကနေလို့ရတယ်ကျောင်းထဲမှာလည်းကလေးတွေအားကစားလုပ်ခွင့်ကျွန်တော်တို့ကပေးထားတယ်ခင်ဗျားတို့ဝါသနာပိုင်ခင်ဗျာရုပ်ရှင်မှုထဲမှာလည်းခင်ဗျားတို့ကနေလို့ရတယ် dance ကနေဘာမှမဖြစ်ဘူးအဓိကလမ်းပေါ်မထွက်တယ်ခင်ဗျားတို့ဈေးထဲမှာလည်းတစ်ဈေးလုံးရောင်းကြဗျာကြိုက်သလိုရောင်း low speaker တက်ပြီးရောင်း promotion ပဲပြီးဒီအမှုပညာရှင်တွေကလာပြီးအလဲကားပဲလက်မှတ်လာထိုးပြီးဓာတ်ပုံပဲတွဲရိုက်စိတ်ဝင်စားဘူးကျွန်တော်တို့စိတ်ဝင်စားတာကလမ်းပေါ်မှာလူမရှိအောင်လုပ်တာလမ်းပေါ်မှာလူမရှိတာဘာဖြစ်လဲဓာတ်ပုံရိုက်လို့ရတယ်ပြီးတော့ဒီရွေးကောက်ပွဲရဲ့အသက်ဒီကျွန်တော်တို့အခုရွေးကောက်ပွဲဒီအခုလှုပ်သွားတဲ့ရွေးကောက်ပွဲရဲ့အသက်ဒီလမ်းပေါ်မှာလူမရှိဘူးဆိုရင်ပြည်သူကသဘောတူတယ်လမ်းပေါ်မှာလူများတယ်ဆိုရင်ပြည်သူကကျွန်တော်တို့ကိုညှင်းပယ်တယ်အဲ့ဒါကိုကျွန်တော်တို့ကပြည်သူကိုမဲပေးခိုင်းတာ